ဘေးနဲ့အမေကိုတယောက်တကွဲစီထားလို့မိဘရဲ့ဂုံတတ်တိနှုံချတိမ်ဖြင်းသွားအောင်လုပ်လို့ရမယ်လို့မင်းတို့ထင်နေသလားမပတ်တာအဖေအမေဆိုတာအင်အားအကြီးဆုံးအဖြူစင်ဆုံးအချစ်တွေကိုပိုင်ဆိုင်ထားတဲ့လူကွအဖေနဲ့အမေပေါင်းလိုက်တဲ့အချစ်ကိုဘယ်လက်နဲ့မှဖြတ်စည်းလို့မရဘူးဘယ်သူမှတော်ကားလို့မရဘူးအဲ့ဒါမင်းတို့နားလည်ထားကြကွာဒီနေ့တော့အားလုံးပြီးသွားပါပြီတို့အတွက်လည်းမကြည့်ပါနဲ့တော့မင်းတို့အားလုံးကိုဒီအရွယ်အထိလူလားမြောက်စေခဲ့ပြီးပြီပဲကိုကျမကိုဖန်တီးနိုင်ပါတယ်အဲ့ဒီအတွက်အားဖြည့်ပေးမယ်အဖော်မွန်တယောက်တော့ရှိတယ်ကျွန်တော်တသက်ကျွန်တော်ရှောက်လန်းခဲ့ရတဲ့ခရီးလမ်းကြမ်းမှာကျွန်တော်ဘေးနားမှာသူရှိနေလို့မမောပန်းခဲ့ဘူးမကြက်တဲခဲ့ဘူးမခက်ခဲ့ခဲ့သူကြောင့်အားလုံးလွယ်ကူပေါ်ပါစေခဲ့ပါလူတော်တော်များများကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားယူတော်တော်ချစ်တတ်ကြတယ်ဒါပေမဲ့အဲ့ဒီချစ်တာကိုထုတ်ပြောဖို့ကြတော့သူတို့ရှက်ကြတယ်ကျွန်တော်ကတော့ရှက်မိချင်တော့ခင်ဦးမဆက်ချစ်တယ်သိချစ်တယ်ခင်မောင်ဘွားမှာစိုးသူကောင်းပဲလက်တွဲမဖြုတ်ပဲအားပေးခဲ့ခင်မောင်လေးစားပြီးတော့ကျေးဇူးတင်တယ်ပြီးတော့အယံပဲခင်မောင်ချစ်တယ်မောင်နားမှာခင်ရှိနေအားလုံးပြည့်စုံဘာမှမလိုတော့ဘာဆိုဘာမှကိုမလိုတော့ဘူးကျွန်တော်ပြောစရာစကားမရှိတော့ပါဘူးခင်ဗျာဝေးသားတော့ခွင့်ဝေးပါဗျာဝေးသားတော့ခွင့်ဖေးနေတယ်တော့ပြမစောကမိခဲ့ပါဖေးတာလို့ခွင့်လို့ပေးပါပြီနော်ခွင့်လို့ပေးပါတော်တော့မိုက်တော့တော်တော့မိုက်တော့တော်ခွင့်လို့ပါတော်ခွင့်ပါတော်ပါဗျာခွင့်လို့တယ်မလားဖေးတော်ခွင့်လို့ပါနော်ဖေးတော်ခွင့်လို့ပါဖေးမိဘကိုမချစ်တဲ့သားသမီးတွေမိအိုဖောက်အိုတော့ကိုလုံခွင့်မပေးတဲ့သားသမီးတွေမိဘရဲ့တန်ဖိုးကိုနားလေရခေါင်းမှမသိတဲ့မင်းတို့ငါဘယ်တော့မှခွင့်မလို့ဘူးမေ